ကတွေစတွေများအခုထိမချောက်သေးပါခမရတို့ကြောင့်လုံနေပြီလားအာနာယူရဲ့နေစမှုများစွာကောင်းကောင်းကချိန်လို့ခံနေသမျှအလုံးမြောက်ဖို့ရမလွယ်ဘူးကွာလာပါဗျာကျုပ်တို့တူတကွာပေါင်းစီကတိုက်ထုတ်ရဲ့အောင်ဝဲဟာမဝဲဘူးရောက်လာမှာယုံကြည်ထားပါအောင်ဝဲအမို့တွေ့ဆိုအကျုံးသာမို့တော်လို့ဝိုင်းကပူကြဆိုတရားတလက်အားရစူစီတော့အကုန်တော့ငါတော့ခလို့အသိမကြတော့တဲ့ငါတို့ရဲ့ပန်းနိုင်တော့မုန်တိုင်းကိုချမ်းကြကန်နိုင်မှာလပါရလေးရတွေ့များစွာကြုံရမလွယ်ဧကမဟုတ်လားမတရားတဲ့တီးတီးကြီးနဲ့များရှောင်းလဲကမဆိုင်လို့နေအောင်မလားကြောက်စိတ်ကိုပေါက်ထုတ်ပြခါမှာကြောက်ကကိုရောက်ဖို့ဖြစ်လာမှအတူလက်တွေ့ထားနောက်ဆုံးပြတ်မှုအစွဲမရှောင်မလို့အဆုံးပဲရှောင်လာဆုံးအောင်ဝဲအမို့တွေ့ဆိုအကျိုးသာမို့တော်လို့ဝိုင်းကပူကြဆုံးတရားလက်အားရစူစီတော့အကုန်တော့ငါလုံးထလို့အသိမချတော့တဲ့ငါတို့ရဲ့ပန်းနိုင်တော့တိုက်ထုတ်ရဲ့အောင်ဝဲဟာမဝဲဘူးရောက်လာမှာယုံကြည်ထားပါနောက်ဆုံးဖြတ်မှုဇွဲမလျှော်ဖို့လို့အဆုံးတလျှောက်လမ်းဆုံးအောင်ဝဲအမို့တွေ့ဆိုအကျိုးသာမို့တော်လို့ဝိုင်းကပူကြဆိုတရားလက်အားရစူစီတော့အကုန်တော့ငါလောက်ခလို့အသိမချတော့တဲ့ငါတို့ရဲ့ပန်းနိုင်တော့လက်တွေကသွားမဲ့နာကကိုတွေ့လည်းများကိုမပြောစတဲ့မအသိမချတော့တဲ့ငါတို့ရဲ့ပန်းနိုင်တော့ဆုံးတိုင်းသွားမဲ့နာကတော့သိမချတော့တဲ့ငါတို့ရဲ့ပန်းနိုင်တော့